ဒီတကားတော့ဆရာကြီးမင်းသိန်ခန်းနဲ့ကျွန်တော်မြင်ဆိုးအောင်ဆရာကြီးမင်းသိန်ကပြောတယ်နာနာနေနေပုံမြင်များဆရာမြင်ဆိုးအောင်ရေးတဲ့စာအုပ်ဗျာအဲ့ဒါလေးဖတ်ပြမယ်အဲ့ဒါလေးကမိုက်တယ်ဟောင်းနဲ့သွားရှာပြီးတော့ဝဲလာတာဘာလုပ်ပေးနိုင်လို့လဲတညတွင်ရန်ကုန်မြို့ဗိုလ်ချုပ်အောင်ဆန်းလန်းနဲ့29လမ်းတောင်းရှိတတိယတက်တွင်ကျွန်ုပ်နှင့်အတူမောင်ဆိုင်လေးနှိတ်သမားမောင်ညက်တို့သည်ထိုင်၍ရေနွေးချမ်းတောက်နေကြလေ၏ရေနွေးချမ်းဟုဆိုရ၌တာမန်ရေနွေးဆူဆူထဲ၌လက်ဖက်ခက်၍တောက်သောရေနွေးချမ်းမျိုးမဟုတ်ပေအောင်ပန်းမှတနိုင်ကင်းရွက်နှုကြောက်ဖြစ်ပြီးလက်ဖက်ချောက်ကိုဒဲအိုးနှင့်လှော့ကအေးခံပြီးရေနွေးအိုးထဲထည့်၍နှက်ထားသောရေနွေးချမ်းဖြစ်လေ၏ထို့ကြောင့်ရေနွေးချမ်းကိုမတောက်ခင်ကပင်အနံလေးသင်းကမှုေးနေ၏တောက်လိုက်သောအခါတွင်ရှာပေါ်တွင်ဆွဲလှသောကြောင့်တောက်လေငတ်မပြေဖြစ်နေပြန်တော့၏၎င်းပြင်ရေနွေးချမ်းဦးနှင့်တူတောက်ရန်အတွက်လက်ဖက်ဆူကိုရေးတဝဲဘက်မှလာသောပဇွန်ကြောက်အကောင်ကြီးဖြင့်ရောနှောတုတ်ထားသောလက်ဖက်တုပ်အပြင်အညာမထညက်တောက်မြေပဲယူကြက်သွန်ကြော်တို့နှင့်လိုက်ဖက်ညီသောရေနွေးချမ်းဝိုင်းလေးတစ်ခုဖြစ်လေတော့၏ကျွန်တော်တို့၏ရေနွေးချမ်းဝိုင်းလေးမှာစကားလက်ဆောင်ကြ၍ရီကမောကတညံဖြစ်နေ၏ထိုအချိန်တွင်အခန်းတကားကိုလာ၍ခောက်လေမောင်ညက်ကထ၍ဖွင့်ပေးဝင်လာသူများမှဆရာကြီးနှင့်အတူမောင်နှင့်စောရနိုင်တို့ဖြစ်နေသည်ကိုတွေ့ရလေထို့နောက်ဆရာကြီးသည်ကြောမီနေရန်ကပ်ဘီရိုတွင်ထိုင်၍ရေအေးကိုရေခဲတက်တာမှယူစေ၍တောက်၏ဤကဲ့သို့အပြင်မှပြန်လာပြီးအမောဖြေပြီးသောအခါကျွန်ုပ်ဘက်သို့ကြည့်ကမင်းဒီညအိမ်မှလာဟုမေးကျွန်ုပ်ကဟုတ်ကဲ့ဟုဖြေလိုက်၏ထို့နောက်ကျွန်ုပ်သည်တပြောတပါထမင်းစားပြီးသောအခါ၌ဆရာကြီးပြောမိစကားကိုနားဆွင့်မိလေတော့သည်ထို့နောက်မင်းတို့တင်ကြတော့ပုံမြင်လေးတစ်ခုပြောပြအောင်မယ်ဟုအစချီကဟိုတော့ငါပေါ့ကွာဇော်ကြီးတစ်ပါးရှိတယ်အဲ့ဒီဇော်ကြီးတစ်ပါးဟာမန်တန်တစ်ပုတ်ရွတ်ပြီးတစ်တုံးလေးတွေကိုလူမင်းသားလေးတွေဖြစ်အောင်လုပ်လို့ရှိတယ်ကွာလူမင်းသားဆိုမှတော့ချောမောလှပတာပေါ့ကွာဇော်ကြီးအနေနဲ့လူမင်းသားတွေလောက်တာများပြီးလူမင်းသမီးလေးတွေကိုတော့တယောက်မှမလုပ်ဖြစ်သေးဘူးကွာဒီတော့တနေ့မှလူမင်းသမီးတွေလှုပ်ဖို့အတွက်မန်တန်တစ်ခုပြောင်းရွတ်ရမယ်အဲ့လိုပြောင်းရွတ်မှသာလူမင်းသမီးလေးတွေလှုပ်လို့ရမှာကိုဒါပေမဲ့မန်တန်မရွတ်သေးခင်မှာဇော်ကြီးဟာဥပုပ်ဆောင်ရမယ်တနေ့ကိုစကား3ခုပဲပြောရမယ်ဥပုပ်ကတော့36ရက်တိတိပေါ့ကွာဇော်ကြီးဟာဥပုပ်ဆောင်နေစဉ်အတွင်းမှာလူမင်းသားလေးတစ်ပါးရဲ့လက်ကလေးကျိုးသွားတယ်ကွာအဲ့တော့လက်ကျိုးသွားတဲ့လူမင်းသားလေးကဇော်ကြီးတန်သွားပြီးကျွန်တော်လက်ကျိုးသွားပြီးပြန်ကောင်းအောင်လုပ်ပေးပါလို့ပြောတယ်ဇော်ကြီးကလည်းဥပုပ်ဆောင်နေတဲ့အချိန်ဖြစ်ပြီးတနေ့စကား3ခုသာပြောခွင့်ရှိတာမို့လုပ်ပေးမယ်လို့ပြန်ပြောလိုက်တယ်တနေ့သာကုံသွားတယ်ဇော်ကြီးကလုံမပေးဘူးအဲ့လိုနဲ့လူမင်းသားလေးကထပ်ပြောတယ်ဇော်ကြီးကလည်းလုပ်ပေးမယ်လို့ထပ်ပြီးပြောပြန်တယ်ဇော်ကြီးကမလုပ်ပေးပါဘူးလို့တခါမှမပြောရှာပါဘူးကွာနောက်တော့မင်းသားလေးကစိတ်မရှိတော့ပဲဆရာဇော်ကြီးကျွန်တော်တို့ကိုမင်းသားလေးဖြစ်အောင်ပဲလုပ်ပေးနိုင်ပြီလက်ကလေးကျိုးတာကိုတော့လုံမပေးနိုင်ဘူးမဟုတ်လားလို့ကဲ့ရဲ့ပြီးမချေမငန်တဲ့ဆရာဇော်ကြီးကိုအဲ့လိုပြောတဲ့အပြင်ဘာလို့ပေးနိုင်လို့လဲလို့အပြစ်တင်တယ်ကွာမင်းသားလေးရဲ့စကားကြောင့်ဇော်ကြီးကစိတ်မကောင်းဖြစ်တဲ့အပြင်ဝမ်းလည်းနဲသွားတယ်ဇော်ကြီးစိတ်ထဲမှာတစ်တုံးလေးတွေကိုလူမင်းသားလေးတွေအများကြီးလှုပ်ပေးလိုက်တာဟာမင်းတယောက်တည်းမဟုတ်ပါဘူးအဲ့လိုလူမင်းသားဖြစ်အောင်လှုပ်ပေးလို့မင်းလည်းတစ်တုံးဘဝကနေမင်းသားလေးဖြစ်လာခဲ့တာပါပဲအဲ့ဒီဂျေဇူးတရားတို့ကောင်မှမထောက်ထားပဲမင်းပြောတဲ့စကားကငါ့ကိုဘာလို့ပေးနိုင်လို့လဲလို့ပြောတာတော့လွန်တာပေါ့ကွာစိတ်ထဲမှာမကောင်းဖြစ်ရတာပေါ့ဒီလိုနဲ့နောက်ဆုံးမှမန်တန်နဲ့ဥပုပ်ရက်ပြည့်သွားတဲ့အတွက်ရည်ရွယ်ထားတဲ့အတိုင်းဇော်ကြီးကတစ်တုံးလေးတွေစုပြီးမင်းသမီးလေးတွေဖန်တီးတော့တာပေါ့အဲ့ဒီအချိန်မှာလက်ကျိုးနေတဲ့လူမင်းသားလေးကဆရာဇော်ကြီးရေလူမင်းသမီးလေးတွေအများကြီးဖြစ်သွားပြီကျွန်တော်လက်ကလေးကောင်းသွားအောင်လဲလုပ်ပေးပါတော့လို့တောင်းဆိုလိုက်ပြန်တယ်ကွာဇော်ကြီးကလည်းဒီမှာလူမင်းသားလေးငါအခုဆိုရင်လူမင်းသားလူမင်းသမီးတွေအများကြီးလုံနိုင်ပြီမင်းလက်ကလေးကျိုးတာတော့စာမဖွဲပါဘူးကွာဒါပေမဲ့မင်းကလူမင်းသားဖြစ်အောင်လုပ်ပေးခဲ့တဲ့ကျေးဇူးတရားကိုမှမထောက်ထားပဲကို့အတွက်ကိုကြိုးသာကြည့်ပြီးဘဝကိုမေ့လေတော့ငါအနေနဲ့မင်းကိုပြောလိုက်မယ်ငါဘာမှလုပ်မပေးနိုင်ဘူးလို့ခက်ပြက်ပြောလိုက်တော့တာပေါ့ကွာဒီမှာမြင်စိုးအောင်လောကကြီးမှာကိုဘဝဘယ်ကစပြီးဘယ်အခြေအနေအထိမြင်မတိုးတက်လာတယ်ခဏတာဒုက္ခနဲ့
စုံစည်းတာလေးနဲ့မြင်မအောင်လှုပ်ပေးတဲ့သူကိုမှတ်ထားပြီးတော့ဟုကျွန်ုပ်တို့ဟာပြောလိုက်လေသည်ထို့သူဆရာကြီးပြောလိုက်တော့ပုံမြင်သည်လွန်စွာမှမှတ်သားဖွယ်ရာကောင်းပြီးကျွန်ုပ်၏ရှေ့ဆက်ရမည့်ဘဝခရီးအတွက်အဆောင်ကောင်းတစ်ခုဖြစ်သောကြောင့်ကျွန်ုပ်၏ရင်တွင်းနှလုံးအိမ်သို့သွင်းထားလိုက်တော့လေသည်အဲ့လိုစာအုပ်အတူလေးတွေဗျကောင်းတယ်ဖတ်လို့ကဲနားထောင်ပေးတာကျေးဇူးတင်ပါတယ်ဗျာ